ဂျပန်လူမျိုးတွေစီမှာဒီလိုထူးဆန်းတဲ့အလေးအချတွေကိုလုပ်နေကြတယ်။ဂျပန်နိုင်ငံဆိုတာအရန်ကိုလှပစမ်းကြံလွန်းတဲ့သဘာဝအလှတရားတွေနဲ့ပြည့်နှက်နေတဲ့နိုင်ငံအဖြစ်လူသိများကြပါတယ်။နောက်ပြီးဂျပန်လူမျိုးတွေရဲ့အများနဲ့မတူတဲ့ဒလိထုံးစံတွေပြင်းပြလွန်တဲ့စိတ်ဓာတ်တွေအားလုံးထက်ပိုပြီးတော့အလုပ်ကြိုးစားကြလွန်းတာတွေကြောင့်လည်းဂျပန်ကကမ္ဘာကြီးရဲ့စိတ်ဝင်စားမှုကိုရရှိနေပါတယ်။ဒီနေ့ဗီဒီယိုထဲမှာတော့ဂျပန်နိုင်ငံရဲ့ထူးခြားစမ်းကြံတဲ့အလေးအထ9မျိုးနဲ့ပတ်သက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိအတူတူလိုက်ပါကြည့်ရှုပေးပါအောင်ရှင်။ကျွန်တော်တို့ရဲ့ page ကနေအခုလိုကမ္ဘာတလွှားကထူးခြားစမ်းပြတဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုပုံမှန်တင်ဆက်ပေးနေတာဖြစ်လို့ခန်းစားလေးလာကြည့်ရှုခြင်းကြတဲ့ပရိသတ်တွေအနေနဲ့ကျွန်တော်တို့ page လေးကို like and follow လေးလုပ်ထားပြီးဖို့လိုအပ်မယ်ဆိုတဲ့အကြောင်းလေးသတင်းစကားပါလေးပြစေ။ကဲဒါဆိုရင်ဗီဒီယိုလေးပြန်ဆက်လိုက်ရအောင်ပါ။နံပါတ်1ဦးညွတ်ချင်းလေးကြဟာဂျပန်ရင်ကျေးမွေးအဓိကကြားတဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်။ကျေးဇူးတင်စားပြသဖို့တောင်းပန်တာတွေပြုလုပ်ဖို့နောက်ပြီးနှုတ်ဆက်တာတွေလိုမျိုးကိစ္စတွေမှာဦးညွတ်ချင်းအလေးအထကိုအသုံးပြုပါတယ်။ဦးညွတ်ချင်းအမျိုးအစားပေါ်မူတည်ပြီးတော့ဦးညွတ်ရတဲ့ပုံစံကလည်းကွဲပြားပါတယ်နော်။ဥပမာအဖြစ်အစင်တန်းမြင့်တဲ့သူနဲ့တွေ့ဆုံရလို့ဦးညွတ်တဲ့အခါပုံမိုလေးနဲ့တဲ့ဦးညွတ်မှုကိုပြုလုပ်ရပါတယ်။နံပါတ်2ဖနက်ချွတ်ချင်းဂျပန်နိုင်ငံသားတွေကအိမ်ထဲဝင်ပြီးမှသူတို့ရဲ့ဖနက်တွေကိုသတ်မှတ်ထားတဲ့အပြင်တနေရာမှာချွတ်လိရှိတတ်ကြပါတယ်။ဒါကအိမ်ထဲကနေရာထိုင်ခင်းတွေကိုတန့်ရှင်းစေပါတယ်။ဂျပန်လူမျိုးတွေဟာအိမ်တွင်းတန့်ရှင်းမှုကိုအလေးထားတဲ့အနေနဲ့သူတို့ရဲ့အိမ်ကိုဧည့်သည်လာရင်တောင်းအိမ်ထဲမှာစီးဖို့အတွက်အိမ်တွင်းစီးဖနက်တရံတက်တက်ပေးလိရှိတတ်ပါတယ်။ဒါပြင်ရေချိုးကန်းတဲ့အိမ်သားတွေကိုဝင်မယ်ဆိုရင်လည်းအဲ့ဒီအတွက်စီးရမယ့်ဖနက်တည်တန့်ရှိပါတယ်။ဒီအလေးထားကတကွေတန့်ရှင်းရေးကိုထိမ့်သိမ်းနိုင်စေုံသာမကတက်တောင့်တက်တာရှိပြီးတန့်ရှင်းတဲ့ပတ်ဝန်းကျင်ကိုလည်းဖန်တီးပေးပါတယ်။နံပါတ်3အစားတောက်ဆိုင်စကားမပြောရဂျပန်မှာအစားတောက်တွေစားတောက်ကြတဲ့အခါအေးစစ်စစ်စားတောက်တတ်ကြပြီးတော့စုညက်အဝိတ်ကစကားပြောဆိုခြင်းတွေမပြုလုပ်တတ်ကြပါဘူးဒါပေမဲ့နေရာတိုင်းအမြဲတမ်းတော့မဟုတ်ပါဘူးပြည်တွင်းထုတ်အစားတောက်တွေစားတောက်ရင်းနဲ့တော့စကားပြောဆိုတတ်ကြပါတယ်ဒါပေမဲ့ကန်ဆက်ကီလို့ခေါ်တဲ့ရိုးရာအစားတောက်တွေကိုစားတောက်တဲ့ညစာစားပွဲလိုနေရာမျိုးမှာတော့ဘာစကားမှမပြောကြတော့ပဲတလုတ်ချင်းတကိုက်ချင်းကိုအရသာခံကစားတောက်တတ်ကြပါတယ်နံပါတ်4လက်ဆောင်ပေးခြင်းဆိုတာကလည်းဂျပန်လူမျိုးတို့ကျင့်သုံးကြတဲ့အရေးကြီးတဲ့အလေးထားတစ်ခုပဲဖြစ်ပါတယ်။တမိုးကြီးသည်ဖြစ်စေတမိုးနည်းသည်ဖြစ်စေလက်ဆောင်ပေးခြင်းကတစ်ဖက်သားအပေါ်မှာအတိအမှတ်ပြုရရောက်တယ်လို့ကိုယ့်ရဲ့ချစ်ချင်းမြတ်တာတရားကိုလည်းဖော်ညွှန်းရရောက်ပါတယ်။ဒါကြောင့်ဂျပန်လူမျိုးတွေဟာခီးထွက်လို့ခီးကနေပြန်လာတဲ့အချိန်တိုင်းမှာဖြစ်စေရာသီအလိုက်ပေးလိရှိတတ်ကြတဲ့လက်ဆောင်ရာသီတွေမှာဖြစ်စေကိုနဲ့ခင်မင်းရင်းနှီးကြသူတွေအတွက်လက်ဆောင်တွေဝယ်ယူပေးကမ်းလိရှိတတ်ကြပါတယ်။ဒီလိုလုပ်တာကလူမှုဆက်ဆံရေးနှောင့်ကြိုးကိုပုံမခိုင်ခန့်စေနိုင်တယ်လို့လည်းဆိုကြပါတယ်။နံပါတ်5ရှော့တကားနဲ့တတမီဖြာတွေကိုနေရာအနှံ့အသုံးပြုခြင်းဂျပန်နိုင်ငံရဲ့အိမ်တိုင်းဆိုင်တိုင်းလိုမှာဘေးတိုက်တွန်းဖွင့်ရတဲ့ရှော့တကားတွေကိုပဲအများဆုံးတက်ဆင်ထားလေးရှိတတ်ပါတယ်။နောက်ပြီးအိမ်ထဲမှာဒါမှမဟုတ်ဆိုင်ထဲမှာထိုင်ကြတဲ့အခါမှာလည်းတတမီဖြာတွေပေါ်မှာပဲထိုင်လေးရှိပါတယ်။နောက်ပြီးဂျပန်တွေရဲ့အိမ်ခန်းအပြင်စင်တွေကအလင်းရောင်ကောင်းကောင်းရဖို့နဲ့တဘာဝရဲ့အရေးပါမှုကိုရှုမြင်ခံစားရဖို့ဆိုတဲ့အရွယ်ချက်နဲ့ပြတင်းပေါက်တွေတကားတွေကိုတက်ဆင်ထားပါတယ်။နံပါတ်6ရာသီအလိုက်ပွဲတော်တွေကိုဆင်နွှဲခြင်းရာသီအလိုက်ပွဲတော်တွေကလည်းဂျပန်ယဉ်ကျေးမှုရဲ့အဓိကကျတဲ့အစိပ်ပိုင်းတစ်ရပ်ဖြစ်ပါတယ်။နွေရာသီမှာချယ်ရီပန်းကြည့်ရှုခြင်းပွဲတော်ရှိသလိုစောင်းပေါက်ကာလမှာလာကြည့်ရှုခြင်းပွဲတော်လိုမျိုးရှိပါတယ်။ဒါကသဘာဝတရားကြီးကိုဂျပန်လူမျိုးတွေကဘလောက်ထိလေးစားတန်ဖိုးထားလဲဆိုတာကိုပြသခြင်းဖြစ်ပါတယ်။ပွဲတော်တစ်ခုချင်းစီတိုင်းမှာပွဲတော်နဲ့ပတ်သက်တဲ့ကိုယ်ပိုင်ဓလေ့ထုံးတမ်းတွေလည်းရှိနေပါတယ်။နံပါတ်9လှပလွန်တဲ့သဘာဝတရားတွေကိုအလေးထားခြင်းဂျပန်လူမျိုးတွေကသဘာဝတရားကိုအလွန်လေးစားတန်ဖိုးထားကြတဲ့အလေးထားရှိပါတယ်။ဒါကြောင့်လည်းဂျပန်နိုင်ငံမှာလှပစမ်းပြတဲ့သဘာဝအလှတရားတွေအများပြားတည်ရှိနေပြီးတော့ခီးသွားတွေကိုဆွဲဆောင်လျက်ရှိနေတာလည်းဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့ပရိသတ်များအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။